အောင်မြင်ချမ်းသာဖို့ဆိုရင်လေတေလို့မှတာကြိုးစားရမယ်ဒါကကျွန်တော်တို့အများစုလက်ခံထားတဲ့ယူဆတစ်ခုပေါ့ဒါပေမဲ့အသက်20ရွယ်မှာတန်းကြွယ်တစ်ထေးဖြစ်ခဲ့တယ်လို့ဆိုတဲ့လူငယ်တယောက်ကတော့ဒီယူဆကိုလုံးဝဆင့်ခေါ်လိုက်ပါတယ်သူပြောတာကဘာလဲဆိုတော့တကယ်ချမ်းသာခြင်းရဲ့အရာရာကိုလွတ်ချတတ်ရမယ်ဟဲဒါဘယ်လိုထင်နိုင်ပါလဲနောက်တော့ကြည့်တော့ချင်းအောင်မညီစလို့ပဲနော်ဟုတ်ပါတယ်ဒီမှာမြင်နေရတဲ့ပမာဏဒေါ်လာ2သိန်းအသက်20ရွယ်လေးမှတစ်လတည်းနဲ့ဒီလောက်ဝင်ငွေရှာနိုင်ခဲ့တယ်ဆိုတာကတော့တကယ်ကိုမယုံနိုင်စရာပါပဲဒါပေမဲ့သူကဒါဟာမရက်မနာစ조사အားထုတ်မှုကြောင့်တော့မဟုတ်ဘူးလို့ဆိုပါတယ်အဲ့တော့သူ့ရဲ့အတွေ့အခေါ်ရဲ့အဓိကအနိချုပ်ကဒီစကားပါပဲတစ်ချက်ကြည့်လိုက်ရင်တော့အတိတ်ဖက်မရှိသလိုရှေ့နောက်မညီသလိုထေရပါမယ်ဒီအဆိုကိုပဲအဓိကထားပြီးဒီနေ့မှာအတူတူလိလာကြည့်ကြရအောင်ပါကဲပထမဆုံးအပိုင်းကိုကြည့်လိုက်ကြတော့ဒီအတွေ့အခေါ်ကဖြည့်ရှင်းပေးနိုင်တယ်လို့ဆိုထားတဲ့ကျွန်တော်တို့ထက်ကလူအများစုကြုံတွေ့နေရတဲ့ပြဿနာတစ်ခုကိုအရင်ဆုံးလေ့လာကြည့်ကြတာပေါ့ဒါကတော်တော်များများကြုံဘူးကြမယ်ထင်တယ်အလုပ်တွေတော့ပြင်းထန်လုပ်နေတာပဲဒါပေမဲ့ရက်လက်ကထမလာဘူးတနေရာထဲမှာပဲရက်နေသလိုခြားရဟတ်တင်မှာပဲတွဲလဲလဲထင်းနေသလိုမျိုးအဲ့လိုခံစားချက်ဘာကြုံဖျားလာလဲအားကလည်းကုန်းစိတ်ကလည်းညစ်ဒါပေမဲ့ရှေ့ကိုမရောက်ဘူးအလုပ်စ조사နေတဲ့အသားနဲ့ရှေ့မဆက်နိုင်တယ်လို့ခန်းစားနေရတဲ့ပြဿနာရဲ့အဖြေကိုအရေးအမြစ်ကဒီလိုသုံးသပ်ထားပါတယ်တကယ်အထီးကအကြောင်းရင်းကတော့ရလက်ကိုလိုချင်တဲ့စိတ်နဲ့အရင်ဆွဲလန်းနေလို့ပါတယ်ကဲဒီမှာကြည့်လိုက်ဒီစိတ်ချင်နေတဲ့ခုကိုရှင်းရှင်းလင်းလင်းနိုင်ရှင်ပြထားတာတော်တော်စိတ်ဝင်စားဖို့ကောင်းတယ်တစ်ဖက်မှာကဆွဲလန်းနေတဲ့စိတ်သူကရလက်ကိုမရမနေလိုအပ်တယ်ဆိုပြီးစုပ်ကိုင်ထားတော့ကြောက်စိတ်တွေစိုးရင်စိတ်တွေကအလိုလိုဝင်လာရောဒါပေမဲ့ဟိုတစ်ဖက်ကဆွဲလန်းမှုကင်းတဲ့စိတ်ကိုကြည့်သူကအောင်မြင်မှုဆိုတာတူးစီအလိုလိုလာမှာကိုသိနေတယ်အဲ့ဒီတော့ယုံကြည်မှုအပြည့်နဲ့ဒီငင်ငင်ပဲကွာခြားချက်ကတော်တော်ကြီးကိုတီးထားတယ်နော်ကောင်းပြီဒီလိုဆွဲလန်းမှုတွေကနေဘလို့လွတ်မြောက်မလဲအရေးမြစ်ကအဆိုပြုထားတဲ့ဖြည့်ရှင်းတွေကတော့ဆွဲလန်းမှုကင်းကွာရဲ့နေရာမှာလို့ခေါ်ပါတယ်ဒီနေရာမှာရဲ့အတိတ်ပဲဖွင့်ဆိုချက်ကရှင်းလင်းပေးတိကြပါတယ်ဆိုလိုတာကအောင်မြင်မှုကိုအတင်းကျပ်လိုက်ဖမ်းနေတာမျိုးမဟုတ်ပဲကိုယ့်စီကိုအလိုလိုစီးဝင်လာအောင်လမ်းဖွင့်ပေးလိုက်တာမျိုးပါပဲဒီအတွေ့အခေါ်ကိုလက်တွေ့ကျင့်သုံးဖို့ပထမဆုံးအဆင့်ကတော့ရှင်းပါတယ်အောင်မြင်မှုကိုငါ့အတာကိုလိုအပ်တယ်ဆိုတဲ့ခံစားချက်မျိုးကိုအရင်ဆုံးဖယ်ရှားပေးဖို့ပါပဲဒါကတော့အောင်မြင်မှုကိုအတင်းအကျပ်ဖန်တီးယူတာမျိုးမဟုတ်ပဲလိုင်းစီသမားတယောက်လိုအရာရာအစဉ်ပြေချောမှုတွေဆိုတာစီးမျောနေတဲ့ flow state လို့ခေါ်တဲ့အခြေအနေမျိုးမှာရှိနေဖို့ကိုဆိုလိုတာပါကြောက်ရွံ့ခြင်းကအောင်မြင်မှုရဲ့ number 1 ညံတူပဲအရင်မြစ်ကန်ထိုင်တဲ့ကိုကားထားတဲ့ဒီစကားကတကယ်ကိုအဓိကကျပါတယ်ဆွဲလန်းမှုကနေဖြစ်ပေါ်လာတဲ့ကြောက်စိတ်ဟာအောင်မြင်မှုအတွက်ဘလောက်တော့အဖက်ဆွမ်းအားကြီးမှလဲဆိုတာကိုအလေးပေးဖော်ပြနေတာပါဟုတ်ပြီအခုဆိုရင်ဒီနေရာမှာကဘယ်လိုအလုပ်လုပ်တယ်ဆိုတော့တွင်ပိုက်ရန်တရားကိုအာရုံစိုက်ကြည့်ကြရအောင်ဒါဟာကျွန်တော်တို့နေ့စဉ်လုပ်နေတဲ့ပြင်ပလုပ်ဆောင်ချက်တွေနဲ့ဘယ်လိုများကွာခြားနေမလဲဆိုတာကိုနှိုင်းယှဉ်ကြည့်ကြတာပေါ့ဒီအသွေးခေါ်ရဲ့တကယ်အဓိကအချက်ကတော့ချမ်းသာမှုကိုဖန်တီးပေးတာဟာပြင်ပကအလုပ်တွေမဟုတ်ပဲအတွင်းစိတ်အခြေနေတာဖြစ်တယ်ဆိုတာပါပဲဥပမာဘယ်နှနိုင်အလုပ်လုပ်တယ်လဲဆိုတာထက်ငါဟာချမ်းသာပြီးသားဆိုယုံကြည်ချက်ကပိုအရေးကြီးတယ်လို့ဆိုလိုတာပါရလက်တွေကိုအတင်းလိုက်ဖန်နေတာတဲ့ကိုဘဒူဖြစ်နေပြီလဲဆိုတဲ့အတွင်းစိတ်ကအဆောင်ရပဲလို့ဆိုလိုတာပါဒါကတော့အဓိကယုံကြည်ချက်ပါပဲလက်တွေ့ဘဝဆိုတာဟာလူတစ်ယောက်ရဲ့အတွင်းစိတ်နဲ့ခံစားချက်တွေကိုမှန်တစ်ချက်လို့ပြန်လဲထင်ဟပ်နေတာဖြစ်တယ်လို့ဆိုပါတယ် theory ကပြောပြီးပြီဆိုတော့လက်တွေ့ကဘယ်လိုလဲကဲအရင်အမြစ်ကသူ့ရဲ့အတွေ့အခေါ်ကိုတက်တက်ပြောဖို့အသုံးပြုခဲ့တဲ့ကိုတွေ့ဇလန်တွေကိုကြည့်လိုက်ရအောင်သူ့ရဲ့ဝင်ငွေအကောင်းဆုံးလကစီကန်အမချေဆုံးနေထိုင်ခဲ့တဲ့လထစ်တဲ့ဆိုတဲ့ဒီဇက်လန်ကတော်တော်လေးစိတ်ဝင်စားစရာကောင်းပြီးစဉ်းစားစရာတွေပေးပါတယ်အားအသင့်စရာကောင်းတဲ့ဒီရလက်ရဲ့နောက်ွယ်ကအကြောင်းရင်းကတော့ရှင်းပါပဲသူကရလက်ပေါ်မှာဘာဆွေးရင်စိတ်ဘာကြောက်စိတ်မှမရှိပဲလုံးဝလွှတ်ချထားနိုင်ခဲ့လို့ပါပဲဒါဟာဆွေးလမ်းမှုကင်းကွာခြင်းဆိုတဲ့သဘောတရားကိုလက်တွေ့သက်သေပြနေရပါပဲညီတွေးခေါ်ကငွေရွေးကြေးရေးမှပဲအတုံးဝင်တာမဟုတ်ပါဘူးအရင်မေးထဲမှာတော့အထက်တန်းကျောင်းကနေယုံကြည်မှုပြည့်နဲ့ထွက်ခဲ့တာအခြေမှာဆွဲလန်းမှုမထားတာစတဲ့ဘဝရဲ့နယ်ပယ်အသီးသီးပါဘလို့ကျင့်သုံးနိုင်ကြောင်းဥပမာတွေကိုလည်းဖော်ပြထားတယ်။ကဲအခုနောက်ဆုံးအပိုင်းကိုရောက်လာပါပြီ။ဒီအပိုင်းမှာတော့ယုံကြည်မှုကံကြမ္မာနဲ့ဆွဲလန်းမှုကင်းကွာခြင်းဆိုတဲ့အဓိကအယူဆတွေအားလုံးကိုဘလို့ပေါင်းဆက်ထားတယ်လဲဆိုတာကိုကြည့်ပြီးညီကုန်းချုပ်ကြပါစို့။ဒီနေရာမှာလူတွေနည်းနည်းရှုပ်ထွေးသွားတဲ့အချက်တစ်ခုရှိတယ်။ law of attraction ဆိုတဲ့ဆွဲဆောင်မှုနေရာမှာနဲ့အခုပြောနေတဲ့ law of detachment ဆိုတဲ့ဆွဲလန်းမှုကင်းကွာခြင်းနေရာမှာဒီနှစ်ခုကဆန့်ကျင်ဘက်တွေလားပေါ့အများစုကတော့အဲ့လိုထင်ကြတယ်ဒါပေမဲ့ဒီအတွေးခေါ်မှာတော့အဲ့လိုမဟုတ်ပါဘူးသူတို့နှစ်ခုကတစ်ခုနဲ့တစ်ခုအားဖြည့်ပေးရရတယ်ပါ
ဆွဲဆောင်မှုနေရာမှာကကိုဘာဖြစ်ချင်တယ်လဲဆိုတဲ့ဘာလဲဆိုတဲ့ပန်းတိုင်ကိုတတ်မှတ်ပေးတယ်ဆွဲလမှုကင်းကွာခြင်းကတော့အဲ့ဒီပန်းတိုင်ကိုဘလို့ရောက်မလဲဆိုတဲ့နီလန့်ပေါ်မှာစိုးရင်ပူပမနေပဲလွတ်ချထားလိုက်ဖို့ပါပဲဆိုတော့တစ်ခုကပန်းတိုင်တစ်ခုကအဲ့ဒီပန်းတိုင်စီးသွားတဲ့ခီလာပေါ်ထားရမယ်စိတ်တဘောထားပေါ့ ဒါဆိုလူတယောက်ဟာရလက်ကိုလွတ်ချနိုင်လောက်တဲ့အထိဘလို့ယုံကြည်မှုမျိုးရှိနိုင်မှာလဲအရင်မြည့်တဲ့ရှင်းပြချက်ကဒီလိုပါပထမဆုံးကိုယ်စိတ်ထဲရောက်လာတဲ့စန္ဒဟာကိုယ့်အတွက်ရည်ရွယ်ပြီးသားလို့မှတ်ယူပါဒုတိယဒီစန္ဒဟာကိုယ်ကံကြမ္မာရဲ့ပုံစံဖြစ်တယ်လို့ယုံကြည်လိုက်ပါဒါကြောင့်တတိယဆင့်အနေနဲ့ရလက်ကိုဆွဲလန်းစရာမလိုတော့ပါဘူးဘာလို့လဲဆိုတော့အရာအလုံးကဖြစ်တယ်ဖြစ်ထိုက်လို့ဖြစ်လာမှာကိုသိနေလို့ပါပဲ ဒီအထွေးခေါ်တစ်ခုလုံးကလည်းရရှိနိုင်တဲ့အဆုံးစုံတို့အနစ်ချုပ်ကတော့ထားပါပဲအရာတစ်ခုပေါ်လိုအပ်တဲ့ဆိုတဲ့စိတ်နဲ့တောင်းတနေလို့ရတာမဟုတ်ပဲဒါကိုယ်နဲ့ထိုက်တန်ပြီးကိုယ်ပိုင်ဆိုင်ပြီးသားဆိုတဲ့အတိတ်တရားနဲ့ယုံကြည်မှုကြောင့်သာရရှိတာဖြစ်တယ်လို့ဆိုပါပဲကဲဒီအကြမ်းရာလေးခုနောက်ထောင်ပြီးသွားတဲ့ခါမှာတော့လေစဉ်းစားစရာမြေခွန်းလေးတစ်ခုနဲ့အဆုံးသတ်ချင်ပါရဲ့ကိုယ့်ဘဝထဲမှာတော့ဘလို့ရလက်မျိုးကိုဘလို့ပန်းတိုင်မျိုးကိုအရန်ပဲတင်းတင်းကြပ်ကြပ်စုပ်ကင်ထားမိနေလဲဆိုတာလေးကိုပေါ့